ကောင်းသောနေ့ပါအေးချမ်းပျော်ရွှင်ကြပါစေရှင်စိတ်ပူပင်သောကတွေကင်းဝေးကြပါစေရှင်ဒီနေ့လေးမှာ Facebook Live Channel အနေနဲ့ဆွေးနွေးခြင်းတဲ့အကြောင်းအရာကကျမတို့ရဲ့နေ့စဉ်ဘဝကိုဘယ်လိုဖြတ်သန်းသင့်လဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်တကယ်တော့ကျမတို့ရဲ့တရက်တာကိုဖြတ်သန်းနေတဲ့အမှုအကျင့်တွေကကျမတို့ဘဝကိုတဖြည်းဖြည်းပုံဖော်ပေးနေတာဖြစ်ပါတယ်ကျမတို့မှာရှိနေတဲ့ကောင်းတဲ့အမှုအကျင့်ကိုဖြစ်စေမကောင်းတဲ့အမှုအကျင့်ကိုဖြစ်စေကျမတို့တွေတရက်ပြီးတရက်ပြုမှုနေတဲ့အရာလေးတွေကနေအလေးအကျင့်အဖြစ်ပြောင်းလဲလာတာဖြစ်ပါတယ်။ဒါကြောင့်ကျမတို့တွေကကျမတို့ရဲ့နေ့စဉ်ဘဝကိုတန်ဖိုးထားပြီးကောင်းမွန်တဲ့အပြုမှုအပြောဆိုကြိုးစားမှုမိမိကိုယ်ကိုမိမိဂရုစိုက်ချစ်ခင်တယ်လို့သူတစ်ပါးအပေါ်မှာလည်းကိုချင်းစာစိမ့်နဲ့လေးလေးဆဆဆက်ဆံခြင်းဖြင့်ကျမတို့ရဲ့နေ့စဉ်ဘဝကိုတရက်ပြီးတရက်တတိဉာဏ်ပညာရှင်သောစိတ်ဖြင့်ဖြတ်သန်းသင့်ပါတယ်။ကျမတို့တွေမိမိကိုမိမိဘယ်လိုလူတစ်ယောက်အဖြစ်ရှင်သန်ခြင်းလဲအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ်ရှင်သန်ခြင်းလဲဆိုရင်ကျမတို့နေ့စဉ်ဆောင်ရွက်နေတဲ့အရာတွေလေ့လာနေတဲ့အရာတွေစကားလုံးတွေကစီးပွားရေးလုပ်ငန်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေပဲဖြစ်သင့်ပါတယ်။တကယ်လို့ကျန်းမာကြံ့ခိုင်တဲ့လူတစ်ယောက်အဖြစ်ရှင်သန်ခြင်းလဲဆိုရင်လည်းကျမတို့နေ့စဉ်စားသုံးနေတဲ့အစာတွေအပြုအမူအလေးကျင့်တွေကလည်းကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်နေထိုင်မှုပုံစံဖြစ်ရပါမယ်။ကျမတို့တွေကမိမိကိုမိမိဘာဖြစ်ချင်လို့ဖြစ်ချင်မှန်းမသိဒေါသကြီးသူမနာလိုဝင်တိုတတ်သူတစ်ယောက်အဖြစ်မရှင်သန်ခြင်းဘူးဆိုရင်ကျမတို့ရဲ့နေ့စဉ်ဖြတ်သန်းနေတဲ့နေ့ရက်တိုင်းမှာသူတစ်ပါးကိုကဲ့ရဲ့ပြစ်တင်တာအကျိုးမရှိတဲ့စကားတွေပြောတာမိမိနဲ့သူတစ်ပါးကိုနှိုင်းယှဉ်တာဆိုရှယ်မီဒီယာမှာအချိန်ဖြုန်းပြီး negative energy တွေကိုယူနေတာစတဲ့အကျိုးမရှိတဲ့ကိစ္စတွေကိုရှောင်ရပါမယ်။ကျမတို့ဘဝမှာကျမတို့ဘယ်လိုလူအဖြစ်ရှင်သန်ခြင်းလဲဆိုတာကိုကျမတို့ကိုယ်တိုင်ပုံဖော်နိုင်ပါတယ်။ကျမတို့လိုချင်တဲ့ပုံစံပုံပေါ်လာဖို့နေ့ရက်တိုင်းလိုအပ်တဲ့ပုံစံအတိုင်းပြုမှုပြောဆိုနေထိုင်ဖို့တော့လိုအပ်ပါတယ်။မြင်သာအောင်ပြောရရင်ကျမတို့ကအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်တယ်ဆိုရင်ကျမတို့နေ့စဉ်ပြုမှုပြောဆိုလုပ်ကိုင်နေတဲ့အကြောင်းအရာတိုင်းကစီးပွားရေးလုပ်ငန်းအကြောင်းဖြစ်နေတင်တာပါစီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်တဲ့သူကသူတစ်ပါးကိုပြစ်တင်ဝေဖန်ပြီးအကျိုးမရှိတဲ့ကိစ္စတွေနဲ့အချိန်ဖြုန်းနေလို့မရပါဘူးအနှစ်ချုပ်အနေနဲ့ပြောရရင်ကျမတို့တွေအားလုံးကမိမိရှင်သန်ခြင်းတဲ့ဘဝကိုမိမိကိုယ်တိုင်ပုံဖော်နိုင်တာမို့တရက်ချင်းစီတိုင်းမှာမိမိလိုချင်တဲ့ဘဝလေးအတိုင်းပြုမှုပြောဆိုလုပ်ကိုင်ဆောင်ရွက်ရင်မိမိရှင်သန်ခြင်းတဲ့ဘဝကိုအတူပုံဖော်ကြစို့နော်။